လောကမှာအချစ်ဆိုတာတစ်မျိုးရှိတယ်လို့ပြောကြတယ်နှလုံးသားထဲမှာအမြင့်တွေသွားပြီးဆိုရင်တက်လုံးစွန့်လို့တော့ခက်ခဲသွားတတ်တယ်ဒါပေမဲ့ကံကြမ္မာကတော့အလိုမလိုက်တတ်ပါဘူးတချို့လူတွေကမင်းဘဝအထက်ကိုကံကြမ္မာဆိုးတစ်ခုလို့ရောက်လာတတ်ကြတယ်အရင်ကအန်နာဟာဖြူစင်အေးဆေးလက်မင်းကလေးတယောက်ဖြစ်ပြီးစားဝဲထိုးလေးမိုက်ကလည်းတက်ကြွလှုပ်ရှားနေသူပါဟိုတယ်တစ်ခုမှစုံစည်းခရကနေသူတို့နှစ်ဦးရဲ့ဘဝတဝက်စာရေဆက်ကစားတင်ခဲ့ပါတယ်အချိန်20ကြာပြီးတဲ့နောက်မှာတော့အန်နာဟာအသက်40ထဲကိုရောက်လာခဲ့ပါပြီအချိန်တွေကသူ့မျက်နှာပေါ်မှာအနှင်းငယ်အစွန်းထင်းချန်ထားခဲ့ပေမဲ့သူ့ကိုရင်းကျက်ပြီးဆွဲဆောင်မှုရှိတဲ့အလှတရားတွေပေးရက်ခဲ့ပါတယ်သူဟာကိုယ့်အားကိုယ်ရဲ့အဆောင်တစ်ခုရဲ့ပိုင်ရှင်ဖြစ်လာခဲ့တယ်အပေါ်ယံကြည့်ရင်သူ့အိမ်တော်ကြီးကတာယာပျော်ရွှင်နေပုံရပေမဲ့အချိန်တွေကြာလာတဲ့နဲ့အမျှမိုက်ရဲ့စိတ်ကလောဘတွေဖုံးလွှမ်းလာပြီးအဆောင်ခန်းတွေထဲမှာခိုးချီကင်မရာတွေတပ်ဆင်ခဲ့ပါတယ်သူဇနီးရဲ့ပိုင်ဆိုင်မှုတွေကိုတင်ပိုက်ဖို့ကြံစီခဲ့တာပါဒါပေမဲ့သူမထင်မှတ်ထားတာကအန်နာကဒါတွေကိုအစောကြီးကတည်းကရိပ်မိနေခဲ့တာပါသူဟာမလောင်ပကြီးပဲတီတီငင်ငင်နဲ့ခိုးချီကင်မရာတွေကိုပြန်လဲအသုံးချပြီးတပ်တွေစုဆောင်းခဲ့ပါတယ်အရာအလုံးကိုသူ့လက်ခုပ်ထဲမှာထည့်ထားနိုင်ခဲ့တာပါမိုက်တယောက်သူ့အကြံစီတွေပေါ်တော်မှန်းတိလို့ခွင့်လွတ်ဖို့တောင်းပန်တဲ့အခါမှာတော့အန်နာကသူ့ကိုခွင့်မလွတ်နိုင်တော့ပါဘူးအသက်40အရွယ်အမျိုးသမီးတယောက်ဟာတီငင်မှုနဲ့ဉာဏ်ပညာကိုသုံးပြီးပြန်လဲတွန့်ပြန်နိုင်ခဲ့ပါတယ်အပေါ်ယံမှာနူးညံ့သိမ်းမွေးစွာစီးပွားရေးလုပ်နေပေမဲ့အတွင်းစိတ်မှာတော့အကြံစီမှန်သမျှကိုထွင်းဖောက်မြင်နေခဲ့တာပါသူဟာသူ့ရဲ့လုပ်ရက်တွေနဲ့လောကကြီးကိုတတ်သိပြုခဲ့ပါတယ်အသက်40ဆိုတာအကျက်အတိုင်မဟုတ်ပဲလောကရန်ကိုကြံကြံ့ခံနိုင်တဲ့စီးကန်းနဲ့တည်ငြိမ်မှုရှိတဲ့အရွယ်ပဲဖြစ်ပါတယ်